အားလုံးပဲမင်္ဂလာပါဒီနေ့18ရက်12လ2025မနေ့ညအတွက်ပေါ့လေကျွန်တော်မနေ့တင်းကြံအတွက်6ခွက်ပါအစတာလေးပြထားတဲ့နှစ်ခွက်ကတော့မိမ့်ပါပဲเนาะအားလုံးလည်းကောင်းပါတယ်နောက်အောက်ကလေးခွက်ကတော့မနေ့ကညအောင်ပေါ့ကျွန်တော်နောက်ပြီးမှပဲထိတ်ပိတ်တရက်တာတင်ပေးပါမယ်အဲ့ဒါလေးကလည်းအခု3ရက်လုံးမှန်းနေတော့ဒါလေးလေကြိုင်လောက်ထားကြပါဒီ6ပြည်လေအားကောင်းတဲ့အတွက်3.1တို့3.6တို့5.1တို့5.6တို့ခုံကိုကောင်းပါသေးတယ်ပိုင်ပါမှာလည်းအခမဲ့ join ထားလို့ရပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့လုံးလုံးပါပြီးပြည့်စုံကြပါသည်ဘေးဥပအန္တရာယ်ခတ်သိမ်းကင်းဝေးကြပါသည်ကောင်းကျိုးလိုရင်းဆန္ဒလုံးလုံးပါပြီးပြည့်စုံကြပါသည်